အသီးတွေကိုနီးလန်းမှန်မှန်ခွာနေတယ်နံပါတ်1 grapefruit သီးရဲ့ထိပ်ပိုင်းနဲ့အောက်ပိုင်းကိုအရင်လှီးလိုက်ပါပြီးရင်တော့ဖြည်းဖြည်းချင်းအတွင်းကအသားတွေပေါ်လာတဲ့အထိထပ်လှီးလိုက်ပါအဲ့နောက်ဓာတ်တက်လက်နဲ့အပြင်ကအကာအခွန်တွေကိုလှီးထုတ်လိုက်ပါပြီးရင်တော့တဝက်ပိုင်းလိုက်ပြီးတော့အဲ့တချမ်းစီကိုထပ်လှီးဖြတ်လိုက်ပါပြီးရင်တော့ grapefruit သီးရဲ့အတွင်းသားပိုင်းတစ်ချမ်းစီကိုတေချာခွဲထုတ်လို့ရပါတယ်အဲ့နောက်မှာတော့အတွင်းသားကအခွန်လေးတွေကိုခွာပြီးတော့စားရုံပါပဲနံပါတ်2တခေါမင်းသီးကိုထပ်ပိုင်းပိုင်းလိုက်ပါပြီးရင်တော့အထက်ကအစိတ်တွေကိုဖယ်ထုတ်လိုက်ပြီးအမြောင်းသေးလေးတွေဖြစ်အောင်လှီးလိုက်ပါမယ်အဲ့ဒီအမြောင်းတွေရဲ့ထိပ်ပိုင်းကိုဖြတ်လိုက်ပါပြီးရင်တော့ပြောင်းပြန်လှန်လိုက်ပြီးဖုံအပေါ်ကနေအပေါ်ရန်ကိုဓာတ်နဲ့ချက်လှီးဖြတ်လိုက်ပါတယ်ဘေးကနေထက်လှီးလိုက်ပြီးအခွန်တွေကိုဖယ်လိုက်ပါမယ်အပိုင်းသေးလေးတွေပိုင်းပြီးရင်တော့ဘက်ကမှတင်ပြီးအလွယ်တကူသုံးဆောင်လိုက်ပါတယ်နံပါတ်3စပစ်သီးတွေကိုတော့အပြင်ကနေသွားကြထိုးတံနဲ့နှစ်ချက်ပိုင်းလိုက်ပါပြီးရင်တော့အပေါ်ကအခွန်တွေကိုခွာလိုက်ပါမယ်အဲ့နောက်မှာတော့သွားကြထိုးတံကိုစပစ်သီးနဲ့ထိုးထည့်လိုက်ပြီးပြန်နေတဲ့အပိုင်းကိုညှစ်လိုက်တာနဲ့အခွန်နဲ့အတွင်းထဲကအသားတွေကခွာပြီးသားဖြစ်သွားပါလိမ့်မယ်နံပါတ်4ငကမောက်သီးအပြင်ခွန်တွေကိုလှီးလိုက်ပါထိတ်ဆုံးပိုင်းတွေကိုဖျက်လိုက်ပြီးအလေတစ်ဝိုင်းမှာဘီပုံစံလေးတွေလှီးလိုက်ပါအဲ့နောက်မှာတော့အသီးကိုခွဲထုတ်လိုက်လို့ရပါတယ်ပကံပေါ်ဒီမီခွာချလိုက်ရင်တော့ကြာပွင့်နဲ့တူတဲ့ငကမောက်သီးပကံလေးဖြစ်သွားပါတယ်နံပါတ်5တလဲသီးတွေကစားလို့ကောင်းပြီပဲအခွန်ခွာရတာခတ်ပါတယ်ပထမဆုံးတလဲသီးရဲ့အပေါ်ပိုင်းမှာတူရန်ပုံစံလှီးလိုက်ပါပြီးရင်တော့ခွာလိုက်ပြီးအတွင်းသားတိုင်းလိုက်ပြီးတော့ဓာတ်နဲ့ထည့်လှီးလိုက်ပါအဲ့နောက်အသီးကိုဖွင့်ချလိုက်ပြီးအထက်ကအဖြူရောင်ဖက်တွေကိုဖယ်လိုက်ပါရောင်းပြန်လှက်လိုက်ပြီးပကံပေါ်ကိုအစိတ်တွေတွန်းချလိုက်ပါအသီးကိုဇွန်းနဲ့ခောက်ပြီးအစိတ်ကုန်လှုပ်လိုက်ပါအဲ့လိုဆိုရင်တော့တလဲသီးအစိတ်ပကံပြည့်ရပါတယ်